ရှင်ပြိုင်ထိုးသွက်မဲ့ပွဲစဉ်6ကတော့ MMA ပြိုင်ပွဲဖြစ်ပါတယ်ခင်ဗျာဒီပြိုင်ပွဲဖြစ်ကျိုးဝိုင်းတိုင်ဖြစ်ဆောင်ရွက်ပေးပါရန်ဒိုင်လူကြီးဦးဝင်းမင်းဟန်အားဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အမှတ်ပေးတိုင်များကိုကြီးညာပေးပြစီအမှတ်ပေးတိုင်1ဦးကျော်စန်းဒိုင်မှတ်2ဦးကျော်ကျော်စိုးနဲ့ဒိုင်မှတ်3ဦးချစ်ကိုတို့မှတာဝန်ယူဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဝဲစဉ်နံပါတ်6 MMA ပြိုင်ပွဲအတွက်အနီတောင်းမှဘာဝင်ရှင်ပြိုင်ထိုးသက်ပေးမှာကတော့နိုင်လဝဲကလပ်မှဝင်းလိုင်ထုံးဖြစ်ပါတယ်ခင်ဗျာစုစုပေါင်း16ပွဲရှင်ပြိုင်ထားပြီးတော့10ပွဲနိုင်2ပွဲတရေ4ပွဲအရှုံးရလက်ကိုရရှိထားတဲ့ဝင်းလိုင်ထုံးဖြစ်ပါတယ်2023ရန်ကုန်တိုင်းငွေတံဆိပ်2024ရန်ကုန်တိုင်းရွှေတံဆိပ်ဆုများကိုရရှိထားတဲ့ဝင်းလိုင်ထုံးMMA ပွဲစဉ်မှာဝင်းလိုက်ထိုးတဲ့ရှင်ပြိုင်ထိုးသက်မဲ့အပြာတော့ဇော်သက်နောင်ဖြစ်ပါတယ်ခင်ဗျာစုစုပေါင်း16ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့73ပွဲအနိုင်1ပွဲရှုံး2ပွဲတရေရလက်ကိုရရှိထားတဲ့2023-24အောင်လံစုရှင်ဇော်သက်နောင်Okay, come here, you go, MMA, boy, I told you. I'm going to go, come in and now, don't you, champagne, boy, the pepper. Come here.
AR Financial Group. Round 2.
AR Financial Group. Final round.ကျေးဇူးတင်ပါတယ်။ MMA ပွဲစဉ်အတွက်စုချီးမြှင့်မဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ။စုချီးမြှင့်ပေးပါရန်ဒီကနေ့မှာကိုကြီးပံ့ပိုးပေးတယ် Wave Plus မှာကိုဟိန်းထက်သူအားစင်မြင့်ထက်သူကြွားရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ။ The winner is red by retirement in third round.
ကြီးမြင့်ပေးပါတော့ကိုဟိန်းတက်သူကအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ